အဓိကတော့ခါပြဿနာဒါပေမဲ့ဒီအမကြီးမှာပြဿနာဖြစ်နေတာပါလဲဆိုတော့ဒူးကောင်းတအားနာတယ်နားတဲ့နေရာလေးပြပြပါအမကြီးဒီတော့ကြိုက်ညာဘက်ကပိုကြိုက်တယ်နော်အဲ့ဒါဒါလည်းဒီဘက်ကမနာဒီဘက်ကမနာအဲ့တော့ uric acid တွေပါကျွန်တော်ကြည့်လိုက်တဲ့အခါမှာ uric acid တို့ပါတော့အားလုံးကောင်းတယ် uric acid ကလည်းမများဘူးပေါ့နော်အဲ့တော့ကျွန်တော်အခုသုံးသက်တာကတော့ဒီဒူးနာလာတွေသူက secondary case ဖြစ်သွားပြီခါနာလာကသူက primary case ပေါ့နော်ခါနာဘယ်လောက်ကြာလဲမအဲ့2025 6လပိုင်းတော့တစ်နှစ်ပေါ့ဟုတ်ပြီတစ်နှစ်ကျော်ပြီဆိုတော့ chronic case ဖြစ်သွားပြီပေါ့နော်ကြာပါပြီသူ3လအတွင်းဆိုကျွန်တော် acute လို့သတ်မှတ်တယ်အဲ့တော့ခါနာတယ်ခါမှာအောင်ကျော်သွားဖိတယ်ဖိရတဲ့ဒီမှာရှိတဲ့ကြွက်သားတွေကအားနေလာတယ်အဲ့ပေါ်မှာဒူးကောင်းပေါ်မှာထန်ပြီးတယ်အဲ့မှာဒူးကောင်းနာလာတာ secondary ဖြစ်သွားတယ်နော်ဒီ case ကဒါအရေးကြီးတာဒီအမဆိုတာကျွန်တော်တို့ ਨੇ အခုယောဂကျင့်နေတာ physio yoga လုပ်နေဆိုတာ2ရက်မြောက်နေရှိပြီ2ရက်မြောက်နေမှာတော့တိတိကျကျတော့ဒါတက်တာတာမျိုးတော့မရှိသေးဘူးကျွန်တော်ကြံပြူတာကနော်ဒီဟို cryotherapy ကျွန်တော်တို့ဒါပေးလို့တော့ဒါမရတော့ဘူးပေါ့ဒီမှာကြက်ထုတ်ထိုးလို့ရတယ်အပူပေးလို့ရတယ်နော်ပြီးတော့ဟိုဟာလေးတွေပါဒူးဘက်လေးတွေသုံးပေးပါဒီမှာအပေါက်ပါတဲ့ဒူးဘက်လေးတွေပေါ့နော်အဒူးဆိုလေးတွေသုံးပေးပါကျွန်တော်တို့ရဲ့ goal ဒီပါလဲဆိုတော့ဒီမှာရှိတဲ့ quadriceps muscle တန်အောင်ကျွန်တော်တို့စူးစမ်းမယ်နော်ခါကို damage ဖြစ်စေပဲနဲ့ quadriceps muscle ကိုကျွန်တော်တို့တန်အောင်ကျွန်တော်တို့စူးစမ်းမယ်နော် okay ခါမခွဲရအောင်လို့ကျွန်တော်တို့စူးစမ်းပေးပါမယ်အဓိကခါခွဲရမယ့်အခြေအနေ၃ခုတော့ကျွန်တော်သိထားဖို့လိုတယ်နံပါတ်1ကblood power disturbance လို့ခေါ်တယ် C တွေ1တွေမထိနိုင်တော့ဆိုရင်ခွဲရတယ်နံပါတ်2ကကျွန်တော် muscle wasting လို့ခေါ်တယ်ကြွက်သားတွေတိမ်လာတယ်ပေါင်မှာရှိတဲ့ကြွက်သားတွေဘယ်ညာရှင်ကြည့်ပါတစ်ဖက်ကတိမ်နေပြီဆိုရင်ခွဲရတယ်နံပါတ်3ချက်က insomnia လို့ခေါ်တယ်နာလုံးလို့ညမအိတ်နိုင်တော့တာပေါ့နော်အဲ့ဒါဆိုတော့ခွဲရတယ်သူကနော်ဒါကတော့ morning session ဖြစ်ပါတယ်ဒီနေ့ကဆိုတော့ဒါ3-4ရက်လောက်ဒါပြည့်ကြတယ်ပေါ့နော်မိုးရွာလည်းပါတယ်မအားလည်းပါတယ်ဆိုတော့ဒီနေ့ကျွန်တော်စီမှာအဓိက join နေတဲ့လူတွေကတော့ဒူးနာခါနာသမားတွေပုံများပါတယ်အဲ့တော့တယောက်ချင်းစီကိုကျွန်တော် consultation လုပ်ပြီးမှသက်ဆိုင်တဲ့အာဆန်တွေကျွန်တော်လေ့ကျင့်ခန်းတွေလုပ်ခိုင်းတာဖြစ်ပါတယ်ဆရာမကြီးနဲ့ကျွန်တော်နဲ့တွဲပြီးတော့ဒီလိုမျိုးပြပါတယ်အဲ့တော့ဆရာမကြီးကအခုလောလောဆယ်သွေးပူလေ့ကျင့်ခန်းလုပ်နေခြင်းဖြစ်ပါတယ်